ပြောလို့ရလို့ thank you လို့လည်းပြောလို့ရတယ်ဒီမှာကတော့ thanks ပဲသုံးတာရယ်နော် thanks ကျေးဇူးတင်ပါတယ် a lot ဆိုတာအများကြီး a lot of money ဆိုပတ်စံနေအများကြီးဒီလိုမျိုးဆိုတော့ a lot ဆိုတာအများကြီးဆိုတဲ့အဓိပ္ပာယ်ရပါတယ် thanks a lot ဆိုရင်ကျေးဇူးအများကြီးတင်ပါတယ် thanks a lot မပြင်းစမ်းပါနဲ့ပြင်းတာကို lazy လို့ခေါ်ပါတယ် lazy ဆိုတာပြင်းတယ်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့မပြင်းပါနဲ့ဆိုရင်အငင်းသဘောလေးနဲ့ဆက်ပေးလိုက်တယ် don't ဆိုတဲ့အငင်းသဘောလေးနဲ့ဆက်ပေးလိုက်တယ် don't be lazy မပြင်းစမ်းပါနဲ့နောက်တစ်ခု shall we go ဆိုတာသွားတာကိုပြောတာပါ we ကျွန်တော်တို့ငါတို့ဆို share ဆိုတဲ့ share ဆိုတာကဒီတင်တာပေါ့နော်ငါတို့သွားတင်ပြီလားငါတို့သွားကြတော့မလား share ကဝယ်နဲ့တစ်ခါလေးကြရင်အဓိပ္ပာယ်တူတူပါပဲအဲ့တော့လှုပ်လိမ့်မလားလို့ပြောတာပါဆိုတော့ shall we go ဆိုရင်ငါတို့သွားကြမလားဒီလိုအဓိပ္ပာယ်ရပါတယ် shall we go ငါတို့သွားကြမလားတခြားအစားထိုးမဲ့ဆိုရင်လည်း shall we eat ငါတို့